ထိုင်းကမ္ဘောဒီးယားနယ်စပ်မှာထိုင်းဘက်ကနယ်စပ်လုံခြုံရေးကိုအပြင်းထန်တိုးမြင့်လိုက်ပါပြီ။အထီကရုံးနှိမ်နှင်းရေးတုံးဂျီနိုရေးတဲရင်ကြီးတွေပါချထားလိုက်ပြီဖြစ်ပါတယ်။ထိုင်းနိုင်ငံကနယ်စပ်ဒေသမှာအထီကရုံးနှိမ်နှင်းရေးတဲရင်ကြီးဖြစ်တဲ့ဂျီနိုဝါဒါကန်နွန်ထရက်တွေကိုချထားလိုက်ပြီလို့လုံခြုံရေးတပ်ဖွဲ့ကကြေညာခဲ့ပါတယ်။ဒီဂျီနိုကားကြီးတွေဟာရေလီတာ12000တန်နိုင်ပြီးမီတာ65အကွာအဝေးအထိရေပန်းအားပြင်းပြုလုပ်နိုင်ပါတယ်။ကားမှာ CCTV တွေတပ်ဆင်ထားပြီးအခြေအနေအားလုံးကိုမှတ်တမ်းတင်နိုင်ပါတယ်။ဒါအပြင်အချုပ်ကားတစ်စီးကိုလည်းပြင်ဆင်ထားပြီးကမ္ဘောဒီးယားနိုင်ငံသားတွေကထိုင်းပိုင်နက်ကိုထပ်မံကျူးကျော်တာတာဝန်ရှိသူတွေကိုတိုက်ခိုက်တာအစိုးရပစ္စည်းတွေကိုဖျက်ဆီးတာတွေလုပ်ရင်တကယ်ဖမ်းဆီးအရေးယူတော့မယ်လို့ဒုတိယရဲချုပ်ကပြောပါတယ်။ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေဟာအခြေအနေအားလုံးအတွက်အသင့်ရှိနေပြီးအထက်အမိန့်ကြတာနဲ့လေ့ကျင့်ထားတဲ့အစီအစဉ်တိုင်းလှုပ်ဆောင်သွားမယ်လို့အတည်ပြုခဲ့ပါတယ်။နယ်စပ်ဒေသကထိုင်းလူမျိုးတွေကကျွန်တော်တို့ကဘယ်သူမှကိုမကြောက်ဘူးရင်ဆိုင်မှုအသင့်ပဲလို့ပြောခဲ့ပါတယ်။ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေကတော့ဒီစူပူလှုပ်ဆောင်မှုတွေရဲ့နောက်ွယ်မှာကမ်နဒီဆိုတဲ့ရွာအကြီးအကဲနဲ့မြေယာအကျိုးမြတ်ဆုံးရှုံးသွားတဲ့သူတွေရှိနေတယ်လို့ထပ်မံထောက်ပြခဲ့ပါတယ်။ထိုင်းဘက်ကသူတို့ကကိုကျိုးစီးပွားအတွက်ကမ္ဘောဒီးယားပြည်သူတွေကိုလှုံ့ဆော်တာငွေပေးပြီးငှားရမ်းတာတွေလုပ်နေတယ်လို့ကျွန်တော်တို့သိနေပြီဖြစ်တယ်လို့ပြောခဲ့ပါတယ်။အမှတ်33စစ်ဆေးရေးဂိတ်နားမှာတော့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကကားဝင်ထွက်တွေကိုတင်းတင်းကြပ်ကြပ်စစ်ဆေးနေပါတယ်။ဒီနေရာကတော့နယ်စပ်သိမ်းမှမှုတွေကိုလာရောက်လေ့လာကြတဲ့ပြည်သူတွေအတွက်ချက်ကင်နေရာစစ်ဖြစ်ပါတယ်။ထိုင်းကမ္ဘောဒီးယားနှစ်နိုင်ငံကလည်းအပြန်အလှန်အဆိုပြုချက်တွေကိုကန့်ကွက်ခဲ့ပါတယ်။ကမ္ဘောဒီးယားဘက်ကအပြစ်ခတ်ရက်စဲရေးကျူးကျော်နေသူတွေကိုပြန်နေခွင့်ပြုဖို့ထိုင်းဘက်ကစူးကြိုးတွေကိုပြန်ပြီးဖြတ်ဖို့တောင်းဆိုခဲ့ပါတယ်။ထိုင်းဘက်ကတော့ထိုင်းပိုင်နက်ကိုကျူးကျော်နေတဲ့ကမ္ဘောဒီးယားနိုင်ငံသားအားလုံးကိုချက်ချင်းရွှေ့ပြောင်းပေးဖို့တောင်းဆိုလိုက်ပါတယ်။ဒါအပြင်စက်တင်ဘာ18ရက်နေ့ကသဘောတူထားတဲ့အချက်8ချက်ကိုကမ္ဘောဒီးယားဘက်ကလိုက်နာခြင်းမရှိရင်ပြည်내အဆင့်ဆွေးနွေးမှုတွေထပ်လုပ်မှာမဟုတ်တော့ဘူးလို့ထိုင်းဘက်ကပြတ်ပြတ်သားသားပြောကြားခဲ့ပါတယ်။ကမ္ဘောဒီးယားဘက်ကအုပ်ချုပ်ရေးမှူးဟာလူအုပ်စုတွေကိုကိုယ်တိုင်ဦးဆောင်ပြီးထိုင်းပိုင်နက်ထဲကိုဝင်ရောက်လာတာကိုတွေ့ရပါတယ်။ဒါဟာကမ္ဘောဒီးယားဘက်ကမယိုးသားမှုကိုရှင်းရှင်းလင်းလင်းပြနေတာပဲလို့ထိုင်းဘက်ကဝေဖန်ခဲ့ပါတယ်။